Microsoft Office Word မှာကိုလိုချင်တဲ့စာမျက်နှာစောက်ပြီးမြန်မာလိုစာမျက်နှာနံပါတ်တက်မရလို့ခက်တွေ့နေပြီလားအဲ့ဆိုရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်သွားအားလုံးမင်္ဂလာပါနော်ဒါကျွန်တော်ဒီနေ့ပြောပြပေးချင်တာကတော့ဒါအစီအစဉ်စာတွေပဲရိုက်တာပဲဖြစ်ဖြစ်နော်စာတန်းနေတင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုရိုက်တဲ့အခါ page number ပေါ့နော် page number ပေါ့ page number စာမျက်နှာနံပါတ်တက်ရတာရှိပါတယ်ကျွန်တော်တို့ဒါဘယ်လိုတက်မလဲပေါ့နော်စာမျက်နှာနံပါတ်ကိုတက်တဲ့အခါမှာတော့ဒါကျွန်တော်ဒါသမယူကြတက်မယ်ပေါ့သမယူကြတက်တာတော့ရှင်းတယ်ဒီအပေါ်ကနေပြီးတော့ဒီ blank နော်ဒီထိပ်စာမျက်နှာထိပ်ပိုင်းလေးနေရာတွေကိုဒါဒီ blank နေရာကိုဒီမှာ double click နှိပ်ပြီးလို့ရှရင်ဒီ page number ဆိုတာနော်ဒီ header and footer ဆိုပြီးတော့ပေါ်လာလိမ့်မယ်အဲ့ရ page number ကိုတွားပြီးတော့ဒီမှာtop of page မှာနှိပ်ပြီးလို့ရှိရင်ဒီမှာအလဲဆိုလဲအလဲပေါ့နော်ဒါပြီးဆိုလဲပြီးပေါ့ play number ဒါဆို2ပေါ့2နှိပ်ပြီးလိုက်လို့ရှိရင်ဒီမှာ1ဆိုပေါ်လာလိမ့်မယ်ပေါ့နော်ဒါပြင်ပမှာ double click ပြန်နှိပ်ရင်ဒီလို1 2 3ဆိုပြီးတော့ဒါအင်္ဂလိပ်လိုအစဉ်အတိုင်းပေါ်မှာပေါ့နော်ဒါကတော့မထူးဆန်းပါဘူးလူတိုင်းလုပ်တယ်ဒါကတော့အခုဒီမှာအခုကျွန်တော်ပြချင်တာတော့ဒီတတိယမြောက်စာမျက်နှာပဲဖြစ်ဖြစ်ဒုတိယမြောက်စာမျက်နှာဖြစ်ဖြစ်ဒါစပြီးတော့ပေါ်ခြင်းနဲ့ပေါ့နော်စပြီးပေါ်ခြင်းနဲ့ပမာလူလည်းပေါ်ခြင်းနဲ့နော်တတိယမြောက်လောက်ကနေဖြစ်ဖြစ်ဒုတိယမြောက်စာမျက်နှာလောက်ကပဲဖြစ်ဖြစ်စပြီးတော့page number ကိုတက်ချင်တဲ့ပမာလူလည်းပေါ်ချင်တယ်ဆိုလို့ရှိရင်တော့ဒါဘယ်လိုလုပ်ရမလဲဆိုပြပြတော့မဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်ပြန်ဖြတ်လိုက်မယ်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်အခုဒါဒီကမာတိကာစာမျက်နှာဆိုဒီမှာစလိုက်ခြင်းဒီနီတန်းပါတဲ့စာမျက်နှာနဲ့စပြီး1 2 3စတက်ချင်တယ်ပေါ့အဲ့ဆိုဘယ်လိုလုပ်မလဲဆိုတော့ဒီထိပ်ဆုံးစာမျက်နှာကိုတွားမယ်တွားပြီးတော့ဒီနောက်ဆုံးပိတ်လောက်မှာပေါ့နော်ကာစာလေးကိုချမယ်ချပြီးလို့ရှိရင်ဒီမှာလေးယောက်ထဲကနေပြီးတော့ press ကိုတွားမယ် press ကိုတွားပြီးလို့ရှိရင် next page ကိုနှိပ်မယ်နော် next page ကိုနှိပ်ပြီးတော့ဒါနောက်တစ်မျက်နှာရောက်သွားလိမ့်မယ်ပြီးတော့နောက်ထပ်အဆုံးတစ်နေရာကိုကာစာထပ်ချပြီးတော့ထပ်သွားမယ်တွားပြီးလို့ရှိရင်ဒီမှာအဲ့ရဲ့ဒုတိယစာမျက်နှာအဆုံးပေါ့နော်အဲ့နေရာကိုကာစာချမယ်ပြီးလို့ရှိရင်ဒီလေးယောက်ထဲ press ကိုတွားပြီးတော့နောက်ထပ် next page ကိုထပ်နှိပ်မယ်နော် next page ကိုထပ်နှိပ်ရင်ဒီလိုလေးရလာပါပြီဒီလိုလေးရလာပြီဆိုလို့ရှိရင်ဒါဒီနေရာမှာစပြီးကျွန်တော်တို့က1ဆိုပြီးတော့တက်ချင်တာပေါ့နော်တက်ချင်နေဆိုလို့ရှိရင်ကဘယ်လိုလုပ်မလဲဆိုတော့ဒီမှာ insert တွေကိုတွားမယ်တွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ page number ကိုတွားမယ် page number ကိုတွားပြီးလို့ရှိရင်ဒီမှာ format page number ကိုတွားမယ် format page number ကိုတွားပြီးလို့ရှိရင် start ကိုနှိပ်မယ် start ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ1ဖြစ်နေမယ်နော် start ဆိုတာတစ်ကနေစမယ်လို့ပြောတာပေါ့နော်တစ်ကနေစပေါ်မယ်လို့ပြောတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်းအဲ့လိုနှစ်ကနေစပေါ်ခြင်းတော့နှစ်ပေါ့နော်အဲ့လိုနှစ်ရမှာဒါတစ်ကနေစပေါ်ခြင်းတော့တစ်နော်ဒီမှာ number format ကတော့ဒါကတော့ကိုကတော့ ABC လို့1 2 3ဒီလိုပုံစံမဲ့1 2 3ပဲတက်မှာဖြစ်တဲ့ဒီ1 2 3ပဲထားမယ်ပြီးရင် okay နှိပ်မယ်နော် okay နှိပ်ပြီးလို့ရှိရင်ဟုတ်ပြီရပြီဆိုလို့ရှိရင်ဒီအပေါ်အသက်နားလေးကိုခက်တာ double click နှိပ်လိုက်မယ်ဟုတ်ပြီနော်နှိပ်ပြီးလို့ရှိရင်ပြီးရင်ဒါ page number header and footer ပေါ်လာလိမ့်မယ်နော်အဲ့ဒီ page number ကိုတွားမယ်တွားပြီးလို့ရှိရင်ဒါ top of page ကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာပေါ့ကျွန်တော်တို့အလဲကောင်မှာပေါ်ချင်တာဖြစ်တဲ့ play number 2အဲ့ဒီ play number 2နှိပ်လိုက်မယ်ဟုတ်ပြီဒါဒီမှာနော်ဒီကနေစပြီး1 2 3ပေါ်နေပြီနော်ဟုတ်ပြီအဲ့တော့လွတ်တဲ့နေရာမှာကျွန်တော်တို့က double click နှိပ်လိုက်မယ်ဒါပေမဲ့ဒီပေါ်မှာလဲသူက1 2ကပေါ်နေသေးတယ်ဒီပေါ်ကစာမျက်နှာနှစ်ခုကျန်အဲ့ဒါကိုဒီ1 2ပေါ်နေတာယူကျွန်တော်တို့ဖြောက်မှာနော်ဘယ်လိုဖြောက်မလဲဆိုတော့အဲ့နေရာကိုတွားမယ်1နေရာကိုတွားမယ်နော်ထိပ်ဆုံးကပေါ်နေတဲ့1နေရာကိုတွားမယ်double click ပေးမယ်ပြီးလို့ရှိရင် different first page ကို click ပေးမယ်
ရပြီနော်ပြီးရင်ဘာမှမနေနဲ့ scroll လုပ်ပြီးအောက်ကိုလာမယ်ဒီနံပါတ်2ရဲ့ဘေးနားမှာနော်ချမယ်နော်ပြီးလို့ရှိရင်ကာစာချမယ်ပြီးလို့ရှိရင် difference first page ကိုနှိပ်မယ်first page ကိုနှိပ်မယ်click ပေးနော် tick ပေးလိုက်မယ်ဆိုလို့ရှိရင်ရပြီအဲ့တော့လွတ်တဲ့နေရာမှာ double click ပေးလိုက်မယ်ဒီပေါ်ကနှစ်ခုပျောက်သွားပြီအဲ့တော့အောက်မှာဒီမှာ1 2ကျန်တယ်နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီ1နေရာမှာ double click ပေးလိုက်မယ်ပြီးလို့ရှိရင် select ပေးမယ် select ပေးပြီးလို့ရှိရင်ဘာလုပ်မလဲဆိုတော့ဒီမှာပြီးတော့ဆို number ကိုရွေးမယ်နှိပ်ပေးလိုက်မယ်ကျန်တဲ့နေရာလေးကြည့်အောင်တဲ့နှစ်တွေဖြစ်ကုန်ပြီနော်ရပြီဒါဆိုလို့ရှိရင်လွတ်တဲ့နေရာမှာ double click လုပ်လိုက်ဒီမှာလိုချင်တဲ့1 2 3တွေကိုဒါကျွန်တော်ရပြီဖြစ်ပါတယ်ဒီစာမျက်နှာဒါဆိုတတိယစာမျက်နှာနဲ့စပြီးတော့နှစ်ပတ်စတက်သွားတဲ့ပုံစံပေါ့နော်ဒါကန့်တက်တွေပါရေးချင်လဲရသေးတယ်အဲ့ပါကိုdouble click ပေးလိုက်ပြီးလို့ရှိရင်အန်တာလေးတစ်ချက်ခောက်လိုက်ပြီးအဲ့အပေါ်နားလေးကပေါ့ထားပြီးတော့ကျွန်တော်တို့အပေါ်နားလေးထားပြီးဒီမှာကန့်တက်တွေပါလို့ရေးလိုက်မှာပေါ့နော်ရေးလိုက်လဲရတယ်လို့ကန်တက်တွေပါရေးလိုက်လဲရတယ်ဒီနေရာမှာလည်းတီးတန့်ကန်တက်တွေပါတက်ရေးကျင်လဲရတယ်နော်ဒီနေရာမှာလည်းရေးကျင်လဲရတယ်ဟုတ်ပြီပြီးလို့ရှင်ဒီအောက်နှခမ်းသားနေရာကြီးလည်းရေးကျင်လဲရတယ်နော်ဒါဆိုရင်ဒါပြည့်စုံလေးဖြစ်သွားပြီဒါဆိုရင်ကျွန်တော်တို့ဒါ report တွေပါတင်တဲ့အခါပဲဖြစ်ဖြစ်နော်ဒါစာတမ်းပဲဖြစ်ဖြစ်ဘာပဲဖြစ်ပေါ့နော်ဒါလေးတွေလုပ်တဲ့အခါမှာဒီလိုလှလှလေးတွေလှုပ်ချင်တယ်ဆိုလို့ရှိရင်လည်းလှုပ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်